ညိုရေထွေးညိုငါပြန်ခေါ်လေငါပြန်ခေါ်မတ်တက်ကြီးသေးနေလားနေမပြန်ခေါ်ပါဦး အလွမ်းထဲမှာစိတ်ပါသွားလို့ အေး ပြန်ခေါ် တော့ထွေးညို ကိုတစ်တာ အော်ကိုသစ္စာ အေးပါကွာဒီကိုအထုံးနဲ့လာကတော့ငါတစ်တာလေးငါသတိရနေတာ ဒီလောက်ကြိုက်ခေါက်ချောင်းညာတွေ့ထားတာကိုမမေ့သေးဘူးလား အေးပါဟို ကိုသစ္စာ အေးပါငါ ကိုတစ်တာမဟုတ်ဘူး ငါတစ်တာကြီးတော့သတိရလို့နော် တရားနဲ့အမှုပညာတွေကိုစိတ်ထဲတာ အေးပါ ကိုသစ္စာတစ်တာမဟုတ်မမားစင်နဲ့နော်ဒီကမမားစင်နဲ့နော်ငါသူများသားသမီးမငေါ့ချင်ဘူးနော် ဒီထံကောင်းရင်လည်းဇက်ထဲရတာထုတ်ပြဖို့ရှိတော့တာ အေးပြန်စားမယ်နော်မမားစင်နဲ့နော်ကိုသစ္စာ ထွေးညိုအော်မသားလေးငါမမားနဲ့ဆို तू ကထိတ်ကပိတ်မာနေ ငါမားသွားနော် မားတော့မင်းနာမင်းခေါ်နေ အေးပါထွေးညို ကိုတစ်စာ ထွေးညို ကိုတစ်စာ ထွေးညို ကိုတစ်စာအေး ထွေးညိုလေ ထွေးညိုတစ်စာနဲ့မိုးလင်းတော့မှာမသားလေးကရှေ့လဲဆက်ပါဦး အေးဒီနားနေလဲနေနော် ဟုတ်ကဲ့ အေးပါထွေးညို ကိုတစ်စာ ကိုသစ္စာတိုင်းပြည်နဲ့လူမျိုးအတွက်ရှေ့တန်းသွားပြီးတိုက်ပွဲဝင်ရတော့မယ်ထွေးညိုတိုက်ပွဲဝင်ရတော့မယ်ဟာဆက်ဩရှေ့တန်းမှာကြီးစံမှန်လို့မသိဘူးနင်လုံးမသိတော့မနားတာ ရှင်ရှေ့တန်းသွားမယ်ဟုတ်လားကို ဟု တစ် တ်တ စာ ယ်ရှေ့တန်းလို့ ရှင်ရှေ့တန်းကိုမတော်လို့မရဘူးလားကိုတစ် မ စာ ရဘူး ရှေ့တန်းစစ်မြေပြင်ဆိုတော့တနတ်တွေဘုံတွေကြည်တန်တွေကြားထဲမှာရှင့်အတွက်အသက်အန္တရာယ်ရှိတယ် ဟုတ်တယ် ဒါကြောင့်မို့ရှင်လိုက်သွားပါ ပြီးရောလည်းနဲ့မှာတားမှာရှင်မသွားနဲ့လေ ရှင်မရှိမှကျမလိုင်းကောင်းကောင်းသုံးလို့ရမှာပေါ့ကျမရှင့်လည်းစိတ်ဝင်တော့လိုင်းမဲ့သုံးညင်နေတာ စိတ်သေးရတာ ကျမလက်ညိုးလေးကိုကြည့်ချမ်း ဘာလဲတော့ လက်ပူရလေးတွေမရှိတော့တွေ့လားလိုင်းသုံးလုံးအကြီးလို့ ဘာလဲဟာ ဘာတော့ဟာရှေ့ရဖြတ်လို့အောင်မြလို့အပေါ်တောင်ဖြတ်သွားတယ်အော်တဲ့ ပြိုဆရာသမားအိမ်ကဧည့်သည်တွေအဲ့လိုပဲအစည်းကမ်းမရှိဖြတ်တာပဲလား ငါအိပ်ရတော့နေရွက်တက်နေမှာဆိုဒါဖြတ်သွားတာမဖြစ်ပါဘလို့ကျွတ်တူကြီးပါလေ ကဲလက်ဝေရပါဖြစ်တယ် မလေးလက်ပူရလေးတောင်မှမရှိတော့ဘူးလို့ကိုလွန်အားကြီးလို့ ဟုတ်လား တခါလေကျမလက်ညှိုးညောင်းရင်မေးစီးနဲ့ပို့ရ အဲ့ဒါမှညောင်းရင်သွားနဲ့ခုတ်ပါ ဟောနဲ့ခုတ်တော့မှန်ကွဲသွားမှာပေါ့ နေရွက်ပြောနေတာ ဟုတ်တယ် ဇလန်တားမှာလေ တားမှာရင်တား မတားနဲ့ထွင်းကျူမတားနဲ့ဒါတိုင်းပြည်အရေးกว่าမသွားမဖြစ်သွားမှာ ကောင်းပါပြီကိုသစ္စာတိုင်းပြည်ရေးမှုမတော်မဖြစ်သွားမယ်ဆိုရင်လေရှင့်ကိုကျမနှစ်ဖားကျူးဖြည့်ပြီးလွတ်လိုက်မှာပါ ဩသွားခွင့်ပြုလိုက်ပါမယ် အေးတော်ခွင့်ပြုလိုက်ပါမယ်ကိုသစ္စာဟဲ့ ထွင်းကျူ ကိုသစ္စာ မောင်ကြီးတစ်ခုလောက်မှားခြင်းတယ် အမြန်လေး မောင်ကြီးပြန်လာမယ်လမ်းမှာအောင်တပြေပန်းလေးနဲ့ကြိုနေတော့ထွင်းကျူဆက်ဩမေးတယ်လည်းပြုတ်ကုန်မယ် ရှင်ပြန်လာမယ်လမ်းမှာရှင့်ကိုကျမလွမ်းသူပန်းကွင်နဲ့စောင့်နေမှာပါ တတာ ရှင်သေးခဲ့ရမှာနော်သေခဲ့ရမှာနော် နေရမှာလားဟဲ့ရှေ့ရဲသွားမယ်လို့လောသူပန်းကူနဲ့စောင့်နေရလားအောင်တပြေပန်းလေးနဲ့စောင့်နေပါမယ် အောင်တဲ့ပြေပန်းနဲ့စောင့်နေပါမယ်ကိုသစ္စာဟဲ့ အဲ့ဒါဆိုရင်လွမ်းနေရတော့ထွေးညိုရေလွမ်းနေရတော့ ကိုယောက်ျားရှည်တန်းသွားတယ်ဆိုတော့မျက်နှာငယ်လေးနဲ့ထိုင်းနေရ ဘိုင်းမောင်ပြောဘိုင်းမောင်ဘိုင်းမောင်ရေဘိုင်းမောင်ပြောဘိုင်းမောင်နေခေါ်နေတာဘိုင်းမောင်ဆိုတာနေခေါ်နေတယောက်တည်းမှငုတ်တော့မြန်ပြေသွား ਈ လား ဟဲ့ငါထွေးညိုလေ ဇလန်းထဲမှာဘိုင်းမောင်လဲနေမဲ့ထွေးညိုလဲနေမဲ့ ဟာမင်းတို့ဆက်ကလူငယ်တောင်းလိုက်နှစ်ယောက်ထဲပါလား သူ့လုံနဲ့သူရှုံနေငါတို့ငါရအောင်ကမယ် ဩဒုက္ခပါပဲဟဲ့ ရအောင်ကမယ် ဒါဆို ထမိန်မဟုတ်တော့ဗျာ ပြန်လာခဲ့ပြန်လာခဲ့ ယောက်ျားကြီးဖြစ်သွားပြီဇလန်းပြောအောင်မလား ရာတထုပ်လုံးအလွတ်ရတယ်လာ အ ခဲ့ ကုန်သိတယ်နော်ပြန်ပြေးလာမယ်နော် စိတ်သေးရတယ်ငါတယောက်ထဲပွဲကူးတွေကျန်းနေတာ ဘိုင်းမောင် ပါရလဲမှာငါ့ကိုအေးရတယ်ကြားတယ်ဘာလို့လာခိုင်းနေရမလဲ ငါပါပြောလို့ ဘာကြီးမုံလို့ခေါ်မှာဘာကြီးမုံ ခေါ်ချင်သောလောသွား ဟာလေဘောလုံးမရှုံးတာပဲတို့အဲ့ဒါမျိုးတွေလုံးမစားဘူး ဟုတ်ပြီဘိုင်းမောင် အိတ်ရှိကဘာကြီးမုံနဲ့ခေါ်နေတာဘယ်သူလင်းလဲလို့ ခဏလေးကျေးဇူးရှင်ဟိုနင့်ချိန်မျက်စီအဲ့လောက်လှုပ်နေမှာ မင်းမေချင်းမျက်စိလားဇလုတ်ကြီးမြင်ရတာနဲ့ချင်းမျက်စိ ဇလုတ်ကြီးအဲ့လောက်လှုပ်နေမှာတော့ငါတို့ဇလန်ဒီနေ့ဆုံးမှာမလား ဩဟုတ်တာပဲဟိုမုံလေဘာကြီးမုံကဇလန်းထဲမှာအသက်တော်ကြီးတယ် ဒီထဲမှာပုံမှန်ဖလို့လေးပဲပြောပြီပုံမှန်လေးပဲ ရတယ်ပါ အဲ့လောက်တုံးစရာမလိုပြန်ပြေးလာမယ် ပြန်လာ ခဏပြေးရဘိုင်းမောင် ဟဲ့မင်းမသိလို့ ဟာဘိုင်းမောင်ကျွန်တော်မမမိလားကျွန်တော်မောင်သစ္စာလေးဘိုင်းမောင်ရဲ့ ဩမောင်သစ္စာ ဟုတ်တယ်ဘိုင်းမောင် မင်းပြန်လာပြီ ဟုတ်တယ်ဘိုင်းမောင်ဟိုဘိုင်းမောင်ဟိုကျွန်တော်ရဲ့ထွန်းညွန့်ရ မင်းရှင်းတန်းပြန်လာတာမလား ဟုတ်တယ်လေ ဘောင်းလို့ငါ့အိမ်ထဲရမှာတနတ်တွေပြည့် တ
မဟုတ်လေဟိုတနားထွန်းညွန့် မင်းကြည်တန်နေငါ့ကိုမှန်လိုက်မယ်လို့ မဟုတ်လေဟိုတနားထွန်းညွန့် မလဲထွင်းညို့ဆိုထွင်းညို့မခေါ်နင်းမယ်လေထွန်းညွန့်လားမောင်သစ္စာ ထွန်းညွန့် ထွင်းညွန့်နေဦးဟာငါပြောဦးမယ်ဟာမောင်သစ္စာ ထွန်းညွန့် အဲ့ဒီမင်းရဲ့ထွင်းညွန့်ဟာ အေးအပိတ်တာလား ဟုတ်လေထွန်းညွန့်နဲ့ထွန်းညွန့်တာ အေးဟုတ်ပြီ မောင်သစ္စာ ဘိုင်းမော မင်းအလားကောင်းပေမဲ့ ဒီမှာပြရတယ်ဗျာ ဟဲ့ ကျွန်တော်ဘလို့ကဲက ဟဲ့ငါဘာမှမပြောသေးဘာလို့ထားငိုးနာ ငိုတာစောနေရလား အများကြီးစောနေတာဟောဒုက္ခပဲအလားကောင်းတာပဲရှိသေးထားငိုးနေတာဒုက္ခပါပဲ နည်းနည်းစောသွား ခဏဆောင်ငါစကားတွေကြံသေးတယ် ဟုတ် မောင်သစ္စာ ဘိုင်းမော မင်းအလားကောင်းပေမဲ့အခါနှောင်းသွားခဲ့ပြီမောင်သစ္စာကြီး ဒီကောင်တွေလားဘိုင်းမောအဲ့ဒီကောင်တွေလို့ကြောက်တတ်မယ်ဒီကောင်တွေလို့ကြောက်တတ်မယ် ဟဲ့ငါဘယ်ကောင်ကဘာလုပ်တယ်ဆိုမှမင်းကတတ်ရမှာလေငါအလားကောင်းတာနဲ့အခါနှောင်းတာမဖြစ်မင်းဘယ်ကောင်တော့တတ် 哎呦，这脑勺子扯的那骚啊， အများကြီးစောနေတယ် 勺子已经小了。 လျှော့သမ်းပါ 嘿， ဒေါသလျှော့ပါသူဘူစီပေါင်းကြီးလေလျှော့ထုတ်လိုက်တယ်လို့ဖြစ် 那骚啊， မောင်သစ္စာ 白毛， မင်းသိချစ်တဲ့ထွင်းညိုလေးဟာ 好， မင်းရဲ့အလားကိုရွာအပြင်ကအပင်အောက်မှာစောင့်ရင်းနဲ့ 好， ဂျပန်ငပုတွေရဲ့လက်ချက်ကြောင့်ထွင်းညိုလေးသေးပြီ 哇！吓死来着别！ ဟုတ်ကွာ ကျွန်တော်ရဲ့ထွင်းညွန့် မလေးအခုတင်ပြောပြီးတာလေ ကျွန်တော်မကြားလိုက်ဘူးဗျာ မင်းနာမကြတာငါခါအောင်သွားတယ် ပြန်ပြောပါဘိုင်းမွေး တိတ်ချနားထောင် ဟုတ် မင်းသိချစ်တဲ့ထွင်းညိုလေးဟာ ဟုတ် မင်းရဲ့အလားကိုစောင့်ရင်းနဲ့ရွာအပြင်ကအပင်အောက် ဟုတ် ဂျပန်ငပုတွေရဲ့လက်ချက်ကြောင့်ထွင်းညိုလေးသေးပြီ ဘာရှက်ဆက်လိုက်တာဗျာထွင်းညိုလေးသိပြီတဲ့ဘာလီဘောဒါကတခေါ်ရင်းနဲ့တက်ပြမယ်ကျွန်တော်ရဲ့ထွင်းညို အထွန်းညွန်နဲ့ကိုထွန်းညွန်တာမသားလေးငါတကယ်သေးတော့မယ် ပြောပါဘိုင်းမွေးကျွန်တော်ရင်ထဲမှာအရက်ခံစားနေရပြီကျွန်တော်ရင်ဘတ်တွေအရက်ခံစားနေရပြီအမြန်ပြောပါဘိုင်း မလေးနှိုချောင်းတွေလည်းပိတ်ကုန်တော့မှာပဲမသားလေးတနေရာလည်းပိတ်ရိုက်ပြီမောင်သစ္စာ ဘိုင်းမော မင်းသိချစ်တဲ့ထွန်းညွန်လေးဟာ ဟုတ် မင်းရဲ့အလားကိုစောင့်ရင်းနဲ့ ဟုတ် မင်းဘာလို့အင်ကြီးလည်းမောင်းနေတင်းနေတာတော့ ဘိုင်းမောရဲ့စကားတွေကိုအားရပါရနားထောင်နေတာ ဂျပန်ငပုတွေရဲ့လက်ချက်ကြောင့် ဟုတ် ထွန်းညွန်လေးတရား ဟုတ် မပြောတာကောင်းပါလေကွာ အော်ပြောပါဘိုင်းမောရဲ့ကြားကျင်လို့ပါဆိုပါ ပြောရင်ငါသေးမှာပေါ့ ဟုတ်ပါထင်အောင်ထင်ပါပြောပါဘိုင်းမော မောင်သစ္စာ ဘိုင်းမော မင်းသိချစ်တဲ့ထွန်းညွန်လေးဟာ ဟုတ် မင်းရဲ့အလားကိုစောင့်ရင်းနဲ့ ဟုတ် ရွာအပြင်ကအပင်ကြီးအောက်မှာဂျပန်ငပုတွေရဲ့လက်ချက်ကြောင့်ထွန်းညွန်လေးသေးပြီ ကျွန်တော်ရဲ့ မလေးဒီတထွန်းညွန်နဲ့ကိုထွန်းညွန်လို့မပြီးနိုင် ဦးလေး အဲ့တော့ ကျွန်တော်တရုပ်ဆောင်တာကောင်းလား မင်းကဘယ်တော့တရုပ်ဆောင် ကျွန်တော်ကစစ်သားအစ်စ်မဟုတ်ပြဇံမင်းသား ဟမ် ပြဇံမင်းသား မင်းက ဟုတ်တယ် စစ်သားမို့ ဦးလေးကိုတရုပ်ဆောင်ပြတယ် ဟာဒါတရုပ်ဆောင်နေတာလား ဒါပါဦးလေးက ဟောကောင်းလိုက်တော့ကွာမင်းကငါဒီဝစ်ဆောင်နေဆိုတော့နတ်စမမှတ်နေတာ စစ်သားအိတ်ထင်းကြလဲပေါ့ စစ်သားအစ်စ်ကြီးမှတ်နေတာ သဘောကျ ကြားတယ် ဦးလေးပဲဒီနေ့ရက်စွမ်းနဲ့ထဲထားတယ်လေ ဟုတ်တယ် အနုပညာတစ်ခုခုလာလုပ်ပြလို့သဘောကျရင်ဦးလေးရဲ့သမီးနဲ့ပေးစားမှာဆို ငါထဲထားတာငါထဲထားတာ ကျွန်တော်ကိုသဘောကျ ကြားတယ် ဦးလေးသမီးအခန်းထဲမှာ ဟာနေနေနေညက်စီတွေကိုနောက်နေတာပဲခဏလေးငြိမ်ငြိမ်လေးနေစမ်းပါမောင်သစ္စာ ဘိုင်းပေါ့ နဲမေလေပါကြီးမောင် ဒီမှာလို့ဘောက်တက်တာလို့ခေါ်လဲကောက် ဒီပါမင်းမလောနဲ့ အော် ငါသမီးလေးအိမ်မှာမရှိသေးဘူး ပဲသွားတော့ တက်စီသမားတွေနဲ့အော်ဒါလိုက်သွား အဲ့ဒါဘိုင်းလို့ မဟုတ်တက်စီအော်ဒါငှားပြီးတော့ဈေးသွားလိုက်သေးတယ် အော်ဆောင်းရမယ်ပေါ့ အဲ့လိုခဏဆောင်နေ ကျွန်တော်ဘယ်နာဆောင်း မင်းဟိုမှာဧည့်သည်တွေလာရင်ထိုင်ဖို့ဆိုငါခွေးကလေးလေးချထားတယ် ခွေးကြီးကောင်အပူလေးတွေလောက် ခွေးချီကောင်အပူလေးတွေချထားအဲ့မှာထိုင်ဆောင် ကျွန်တော်တွေ့ခဲ့တယ်ဟိုနားမှာအင်ကြီးအနေနဲ့လူတယောက်ထိုင်နေ အေးအဲ့ဒီကောင်လည်းစောင့်နေတာပဲ အဲ့နာဆောင်း အဲ့နာဆောင်း ဦးလေး အေး အမြန်တော့လောက်ဗျာ အေးပါ ကျွန်တော်လူငယ်ဆိုကြာတိုင်ဦးလေးသိပါရဲ့ဦးလေးချောက်တော့မယ်ဗျာဟမ်ဟမ် အမလေးလှဲ့တယ်လှဲ့သွားနဲ့ခုံပြီးတော့မလို့ကန်ကောင်းဒီကောင်ကြောင့်လည်းတရုပ်ဆောင်လေးတော့ကောင်းတယ်ဒါပေမဲ့ तू နဲ့ငါသမီးနဲ့ပေးစားလို့တော့မရဘူး तू ကလည်းတခေါ်ငါလည်းတခေါ်ငါအိမ်ရဲ့တခေါ်ဆန်အိမ်ကြီးဖြစ်သွားလိမ့်မယ်မဖြစ်သေးဘူး
ဒီကောင်နဲ့ပေးစားလို့မရဘူးရက်ကွက်ထဲမှာနာမည်ပြတ်သွားလိမ့်မယ်အဲ့တော့နောက်တစ်ယောက်တော့ထပ်ဆောက်အောင်မှ ဘောဘောဘောလေဘောလေဘောဘောဘောလေဘောလေဘောဘောလေဘောဘောလေဘော တချင်းနဲ့လိုက်အောင်က ဘောဘောဘောလေဘောလေဘောဘောဘောလေဘောလေဘောဘောလေဘောဘောလေဘောသူရဲ့နဲ့ချာညောလဲလေးတိလင်းမလို့တဲ့မရွှေပရိရဲ့ကအောင်မဲခုကိုတဲ့မြောက်ရောပြုံးချက်တုံးချက် မျက်လုံးနဲ့ပန်းကားလေးတက်လို့လား တုံးချက်စီစောရဲ့စောကညင်းတယ်လေလင်းလူပါလို့နော်ယာဘောဘောဘောလေဘောလေဘောဘောဘောလေဘောလေဘောဘောလေဘောဘောလေဘောဘောဘောလေဘောလေ ထွက်လာကနေတဘောလဲဘောလဲနဲ့ဒီမှာဘောလဲယုံနေမို့စုံနေပါပြုတ်ထွက်ကုန်တော့မယ်ဟာမျက်လုံးနဲ့ပန်းကားကြီးနဲ့ကွာကျန်ညာဖမ်းမဘေးရမျက်ရှားဝယ်လာတယ်မသိပါဘူး ဦးလေးအဲ့နေမှာဆိုလို့ မင်းမေအဲ့ရမလားတော့ချမ်းနေရယူဟဲ့ ခင်ဗျာ မင်းဘယ်ကောင်နော် ကျွန်တော်အဆူတော်တယောက်ပါ အဆိုးတော့ ဟုတ်ကဲ့ ဘာလာလောက်တာ ဟောကျွန်တော်သတင်းစာတွေမှာဖတ်ကြတယ် ဟမ် ဦးလေးရဲ့သမီးနဲ့အနုပညာတစ်ခုခုဝါသနာပါတဲ့လူနဲ့ပေးစားမယ်ဆိုလို့ကျွန်တော်တမန်လောင်းလာလျှောက်တာ အော်တမန်လောင်းလာလျှောက်တာ ဟုတ်တယ် မင်းကဘာတက်တယ် အဆူပညာတက်တယ် အဆိုးတက်တယ် ဟုတ်ကဲ့ မင်းဘာသချင်းရ ဘာချစ်နေရလဲဆိုတော့ကျွန်တော်အရန်ကြည့်တဲ့အဆူတော်တယောက်ရှိတယ် ဘယ်သူတော့ အဆူတော်တခေါ်ဆိုတာ မနှောလို့ပါနင်းမေတခေါ်လာ ဟာအဆူတော်မနော်သူဆိုထားတယ်ဘုံအောင်နေဆိုချင်းအရန်ကောင်းတာ ဟာမင်းကလည်းဘုံအောင်လေးနာမည်ကြီးချင်းလေ ဟုတ်တယ်လေ အာအလှမင်္ဂလာလောင်းကထိန်ဘုံအောင်နဲ့မပိုင်မပြီးဘူး အဲ့လိုလား ဆွဲလိုက်စမ်း ကျွန်တော်ဆိုရဦးလေးနဲ့ထားလိုက် โอเค အဲ့ဒီမိကစားတာလေးရပ်ပေးပါလားဟုတ်ကဲ့ရပြီ ည ဘုံအောင်နေနော် โอเค ငါကဘုံအောင်တင်း come on နင်ကဖာတယ်လေ ဖာတယ်လင်းဟေးဟာဟေ့ မြာ ငါကဘုံအောင်တင်းနင်းကဒါကိုမမြင်ဘာဖာတယ်လင်းတော့ စာသားနေမနေလို့ မနေတာဗော ဟိုတေချာကြီးကဘလူပြိမှာပါလဲမသိ တနိုင်ငံလုံးလွတ်ရရှင်ကွာကောင်းဆိုတယ် ဟုတ်တေချာဆုံးမယ် ဟုတ် ငါကဘိုးအောင်ဒီ Come on နင်ကဒါကိုမြင် ဒါကိုမမြင် မိမကိုကြက်လုတ်ခိုင်းတယ်တခေါ်ကြီးရဲ့မင်းမိုက်တယ် ဟိုပတ်စံနေ300တဲ့နော်မင်းထွက်လာတာ9မိနစ်မပြည့်သေးဘူးငါမိမဟိုအတန်းကမပြန်အောင် မှားရပြီလဲ မှားနေတယ်ကွာ ဟုတ်ဗျာတေချာ မုံမင်းဒီပြည့်ချင်းမရဘူး အရေးရေးရေး ဒီပြည့်ချင်းဆိုရ ဆိုတော့မနှောရေ အားကျင်တယ် မြို့သားနဲ့တောသူဆိုတဲ့ချင်းလေးဆိုပြမယ် စုံတော့ချင်းလေး စုံတဲ့ချင်းလေး ဆွဲသားရ ငွေရောက်လေးစလေးတွေပြနဲ့ပန်းလို့ မလေးကွာစာသားမှန်တော့စိုးဘောက်ကလွဲနေပြန်ပြီ အဲ့လိုလေးဆိုရတာမဟုတ်လား ဟုတ်ပါဘူးကွာငွေရောင်နေသလေးတွေပြန်နေပန်းလို့အိုးဒီလိုဆိုပါအိုးဆိုငါခွေးလာမင်းတော့ပတ်လိုက်တယ် တေချာပြန်ဆိုလိုက်မယ်လေငွေရောက်လေးစလေးတွေပြနဲ့ပန်းလို့အိုးရွှေရဝင်းလက်သားရဲ့လမ်းနဲ့လမ်းနဲ့ မင်းငါတကယ်ကြိုက်ပြီးတော့မှတော့မင်းငါစိတ်တို့လာပြီ ဦးလေးခွေးပြတာပြောလိုက်တော့ဟုတ်လို့တော့ ကြီးစားတော့ မလေးချီမြန်နောက်ဖေးမှာပေါ့တာပုံလိုက်တယ် ဦးလေးဟိုနောက်ပိုက်လေးကပိုကောင်းတာဗျာ နောက်ဆုံးမိုက်လေးက မဟုတ်ရပါဘူးဗျာနစ်တူမဖင်ချွတ်ပြတာပါ တော်သူအလှစာဖွဲ့ပြတာပါကွာ အကုန်လုံးလွင်နေ မင်းပြန်လဲပြန်လိုက်တော့ ဘာလို့လဲ မင်းခစ်လူငယ်ဖြစ်ပြီးတော့ငါ့ကိုခစ်တချင်းဆိုမပြဘာလေးလားဆို ဩခစ်တချင်းလား ရ အာရရ အချင်းရ အဆူတော့ဖိုးပြသိလား အတိတော့ဗော ဟိုကိုစောက်နဲ့တချင်းတပူနဲ့အောင်မြင်သွား တ တယ် ပုတ်ထဲနဲ့မင်းကဖိုးပြအောင်မြင်နေတာ အဲ့စစ်ဆိုပြမယ် ဆိုစမ်းရ ဦးလေးနောက်ထားလိုက် โอเค မွေကလေးကမျက်ရှိတယ်ပေါတပတ်ကွာချတဲ့မနေရယူမေဟာငါအမွာဘူးငါအမွာဘူး ငါကောင်းကမင်းမှော်ဘူးနဲ့တော်တူးနေတာဟာလား ဟိုမဟုတ်ပါဘူးလေကျွန်တော်ဟိုအဲ့လိုတချင်းဆိုရင်ခေါင်းလေးကကပြီးဆိုတာကြည့်ဖြစ်နေ မင်းထိုးခါရတော့မှမင်းထိုးခါရတော့မှ ဘာလို့လဲဦးလေး မင်းဘာလေးလျှောက်ဆိုတော့မင်းတပုတ်မအောင်အဆင်မပြေသေးဘူးဗျ ဟိုအဲ့ဒါဆိုရင်ကျွန်တော်တခြားတစ်ပုတ်ဆိုပြမယ် ပြော အဆူတော့ရှစ်ထူးသိလား ရွှေထူး ဟုတ်ကဲ့ ရွှေထူးကငါ crazy ပဲ ဩ နော်ဖယားရှိကိုပရိစိတ်ပြီးတဲ့ငါရွှေထူးနဲ့တနေကုန်ခဏတယ် အဲ့လိုလား ဟုတ်တယ် ဟိုကျွန်တော်ရှစ်ထူးရဲ့ဟိုတကားဖွင့်ထားပါတယ်ဆိုရင်ချင်းလေးဆိုပြမယ် ဟာအလွန်တချင်းလေး အလွန်ချင်းလေး တားကြိုက်တယ် ရှစ်ထူးရဲ့တကားဖွင့်ထားပါတယ် လို့ပါအဲ့ဒါလေးကိုကောင်းဆိုပြနော် ဟုတ်ကဲ့ဟုတ်ကဲ့ တားကြိုက်လို့တားကြိုက်လို့ တခြားဆိုပြမယ် ပြပါရ ဒီလေကိုကြီးရွှေထူးရဲ့တကားဖွင့်ထားပါတယ်တစ်ခေါက်လောက် ကောင်းကောင်းလေးတီးပြီလေ